오자마자도 몇 차례 장신경계는 장신경계 장하자로 우 묘라리 너 알아저러 신경계가 아용조 선배고 묘라 여러분 가만 남을래요 뭐라 뒤로 sorry 뒤로 살롱 묘라 제가 또 이리자 살롱 호리 textbook ထဲမှာလေခဏခဏပါတယ်살롱ဟုတ်တော့ယုံတော့တကယ်လို့ဒါမသိဘူးဆိုရင်အဲ့ဒါမသိရတဲ့ဘာဝကြတယ်ကိစ္စမရှိဘူးအဲ့တော့ဒီမှာဆိုရင်ဆဲမှာဒီစာလုံးကိုမသိဘူးထားလိုက်အဲ့လိုမျိုးမသိဘူးဆိုရင်လေကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့လို장신경계ရှိတဲ့နေရာတွေသွားရှာတာ장신경계ကိုကျွန်တော်ဒီမှာတွေ့တယ်장신경계ကိုဒီမှာတွေ့တယ်အော်အဲ့တော့ဒီပတ်ဝန်းကျင်နားမှာအဖြေရှိတော့မယ်ဒီပတ်ဝန်းကျင်ရဲ့နားဆိုရင်ဒီနားလေးမှာမဟုတ်ရင်ဒီနားလေးမှာမဟုတ်ရင်ဒီနားလေးမှာကုန်ပါပြီဟဲ့လားရပါအဲ့တေချာပေါ့ဒါပေမဲ့စပစ်တစ်ခုတော့ဖယ်လိုက်လို့ရတယ်မလားဒီနားလေးမှာ장신경계မရှိဘူး뇌신경계ပဲရှိတယ်ဒီနားလေးမှာဒီနားလေးတော့မဖြစ်နိုင်ဘူးပေါ့အဲ့ဒီလိုပုံစံမျိုးကားနေရနားလေးတော့မဖြစ်နိုင်ဘူးအဲ့လိုလေးအကြမ်းဖျင်းဖယ်လိုက်လို့ရတယ်ဒီလိုပုံစံလေးနဲ့မသိတဲ့ meaning ဆိုရင်ဆဲက watermark လို့ခေါ်လာအဲ့လိုပုံစံမျိုးလိုက်ရှာပါတယ်ရတော့ဒီနားလေးမှာနော်장신경계가တဲ့주로များသောအားဖြင့်ကတော့장내 근육 운동과ဒီမှာ 운동ကအားကစားမဟုတ်ဘူးလှုပ်ရှားမှုကိုပြောတာနော်အဲ့တော့ဒီဥအာယုံကြောစနစ်ပေါ့နော်ဥလန်းချောင်းလို့ပြောရမလားဥလို့တော့မပြောပါဘူးဒီနားလေးမှာဥလန်းချောင်းပေါ့နော်ဥလန်းချောင်းအာယုံကြောစနစ်ကတော့တဲ့ဥထဲက 근육 ဆိုတော့ကြွက်သားတွေကိုပြောတာပါဥထဲကကြွက်သားတွေရဲ့ 운동 ဆိုတာဒီမှာလှုပ်ရှားမှုကိုပြောတာပါနော်လှုပ်ရှားမှုနဲ့ဆိုဟာအိတ်ရဲ့အထိပ္ပယ်ကအစာချေရည်ကိုပြောတာရတော့နော်အဲ့တော့ဆိုဟာဆိုတာအစာချေတာ egg ဆိုတာအရည်အဲ့တော့အစာချေရည်ကိုဂျိုးကြောတာရောဂျိုးကြောလုပ်ပေးပြီးတော့ထိမ့်ညှိပေးပြီးတော့မှဆိုဟာတို့촉진하는 촉진လုပ်တယ်ဆိုတာက좀 빠르게 한다အရှိန်မြင့်တယ်လို့ပြောမလားအဲ့ဒီဆမ်ကိုရီးယားလို့ရောပြီးတော့တက်ဘာသာပြန်ပြတဲ့ဟာတွေကလေဆမ်တော့ရှာလာတာဟောဆမ်ကိုရီးယားလို့ရှောက်မှတ်ထားတဲ့ဟာတွေအဲ့တော့အဲ့လိုမျိုးအစာချေစနစ်ကိုအရှိန်မြင့်ပေးတဲ့ပေါ့နော်အလုပ်ကိုလုပ်ပါတယ်ဒီလိုလေးနဲ့တုံးထားပါတယ်อืมအဲ့တော့ဒီဘက်ကိုသွားကြည့်မယ်နော်ဒီစာကြောင်းလေးကိုဘယ်မှာထည့်မလဲသွားကြည့်ရအောင်နံပါတ် 1 뇌는 신경계를 통해 몸 전체 움직임을 관장하는데 엉나가로 아용 조선니까네 뜻은 칸하고 또 쿨러의လှုပ်ရှားမှုတွေကို 관장하다ဆိုတာဘာလို့တာလဲထိန်းချုပ်တာเนาะထိန်းချုပ်တယ်ဆိုပေမဲ့장의 경우에는 ဒီ우의အခြေအနေမှာကြတော့뇌 명령 없이 뇌ဆိုတော့အုံနောက် 명령ဆိုတာအမိန့်ပေးတာ 없이ဆိုတာမရှိဘဲနဲ့ 자율적으로 자율적으로ဆိုတာက 스스로 နဲ့အဓိပ္ပာယ်တူပဲเนาะသူကိုယ်တိုင်ကိုယ်တိုင် 작동하다 ဆိုတော့작동လုပ်နေတဲ့auto လုပ်ဆောင်နေတယ်အဲ့လိုပုံစံလေးနဲ့ပြောတာပါဒီမှာပြောချင်တဲ့အဓိပ္ပာယ်ကအုံနောက်ကခန္ဓာကိုယ်တစ်ခုလုံးရဲ့အစိတ်ပိုင်းတွေလှုပ်ရှားမှုကိုထိန်းချုပ်တယ်ရုပ်ပဲလက်လုံမှာလားခြေထောက်လုံမှာလားဘာလုပ်ချင်လဲအုံနောက်နဲ့အမြဲသက်ဆိုင်နေတာဒါပေမဲ့အဲ့ဒီမှာတစ်ခုတည်းတော့ထူးခြားချက်ကဘာလဲဆိုတော့ဦးလမ်းကြောင်းကကြတော့တဲ့ဒီအုံနောက်ရဲ့အမိတ်ပေးတာတွေမရှိဘဲနဲ့သူ့ဘာသာသူလှုပ်ရှားတယ်တဲ့အဲ့လိုပြောတာနော်သူ့ဘာသာသူအလိုလျောက်အလုပ်လုပ်တယ်ပေါ့အဲ့လိုလေးနဲ့သုံးထားတယ်다음으로 따지면 생존의 필수적인 식사와 생존처럼 어떠신이 자이네니아마 필수적인 메시미필로 어떤 식사 사당리 잘못의 소화를 이 아사치 보아주어보나 소화를 위해 장에 별도의 신경계를 두었기 때문이다. 별도의 대배야 띠딴 소리 대배우 떠나 띠딴 장에 들어 우란장대마 띠딴 아용조선이 다타에서 정말 여러분 앞이 디나리만 심아 왜요? 왠지 알아요? 여러분 디나리마 장의 별도의 신경계죠. 장신경계는 대배우 두배리 그거예요. 그거예요. 사랑로 두배매 두배 디바도 뼈타네서도 ဒီဦးအတွက်တီးတဲ့အာယုံကြောစနစ်ကိုထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီလိုလေးနဲ့ပြောထားတာဟုတ်ပြီနော်အဲ့တော့ same လို့အဖြေကတေချာပြီဒီပတ်ဝန်းကျင်မှာပဲအဲ့တော့ဒီနားလေးကိုနည်းနည်းလေးအာယုံစိုက်ပြီးဖတ်မယ်여러분တစ်ခုတည်းထားရမှာဒီအရှိရစာကြောင်းနဲ့အနောက်ကစာကြောင်းနဲ့ဆက်စပ်မှုမရှိဘူးဆိုရင်အဲ့နေရာဖြစ်다음에 한평 누가ပြောလဲဆိုတော့장신경계가 오르지 여러분 코리아사마 지로 토픽 피해 가마 샘호 시트가ပြောဘူးလေ 40 ကျော်လာတဲ့ ပု္ပ္ပစာတွေမှာ မသိတဲ့ meaning ရှိရင်အဲ့ဒီမသိတဲ့ meaning ရှိရင်ဖြတ်ပြီးတော့ဖြေအဲ့မသိတဲ့ meaning ကယုံတို့ရဲ့ဒီဟိုကနေဘာမှဆက်မှုမရှိဘူးယုံတို့ရဲ့ဒီအဖြေနဲ့ဘာမှဆက်မှုမရှိဘူးဆိုတာလေဒါပေမဲ့ယုံရဲ့ level 6ရောက်ရင်တော့ level 6လို့ချင်တော့ဒီ level 5အဆင့်လောက်ထိ meaning တွေကတော့သိရမှာပေါ့နော်ဒီမှာ OROG ဆိုတဲ့ပုံစံမျိုးလေးကတော့တိတ်မပါလာလို့မသိတာခဏလေးထားလိုက်ပါဦး 오로지 펠레다 오로지로 펠레 이러면 디하 피로 야래 너 신경계가 래 장애만 광요하는 것은 아니다 광요하다의 에디비아 발로 달래면 빠위 빠따대 소리 봉자면에 떠나 너 에러 디
ဦးရဲ့အာယုံကြောစနစ်ကဦးနဲ့ပဲပါဝင်ဦးနဲ့ပဲသက်ဆိုင်နေတာဦးနဲ့ပဲပါဝင်ပတ်သက်နေတာမျိုးမဟုတ်ပါဘူးတဲ့အဲ့လိုလေးပြောထားတယ်။အိုတို့ကြီးရဲ့အဓိပ္ပာယ်ကကြတော့ရပါတက်ဆိုတဲ့အဓိပ္ပာယ်တာလင်ဆိုတဲ့အဓိပ္ပာယ်အိုးတအိုတာဖြစ်ကုန်ပြီချန်းဆိုတော့ဦးတစ်ခုတည်းတာလင်ပါဝင်ပတ်သက်နေတာမျိုးမဟုတ်ဘူးအဲ့တော့သူပြောချင်တဲ့အဓိပ္ပာယ်ဂျန်းရှင်းကြောင်းကဲဒီတခြားနေရာတွေမှာလည်းပါဝင်ပတ်သက်နေတယ်။ရပါအရှိစာကြောင်းနဲ့အနောက်စာကြောင်းဘာမှဆက်မှုမရှိဘူးရပါသိလား။ဘာလို့ဆက်မှုမရှိတာလဲဒီနားလေးမှာသူပြောထားတယ်ဒီရဲ့အနောက်နာမှာသူပြောထားတာကအသက်ရှင်ဖို့တမရှိမဖြစ်လို့အပ်တဲ့အစာစားဖို့အစာချေဖြတ်ဖို့အတွက်ဦးလန်းเจ้าမှာတီးတန့်အာယုံကြောစနစ်တစ်ခုထားတယ်တဲ့ဒါပဲပြောရသေးတယ်နောက်မှာကျတော့တစ်ဖက်မှာကတော့တဲ့ဒီအာယုံကြောစနစ်ကတဲ့ဒီဘာလဲဦးအာယုံကြောဦးလန်းเจ้าအာယုံကြောစနစ်ကတဲ့ဦးလန်းเจ้าနဲ့ပဲသက်ဆိုင်နေတာမဟုတ်တယ်ရုပ်တရက်ကြီးဒီအကြောင်းပြောရင်းကနေနည်းနည်းလောက်လေးရှင်းပြပါအောင်လားဟုတ်တယ်နော်ဥပမာလေးဗာလေးပေးပါအောင်လားဒီလိုမျိုးအာယုံကြောစနစ်တက်ထားရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အာယုံကြောစနစ်ကဘလို့အလုပ်လုပ်ပါတယ်ဥပမာဘာလုပ်ပါတယ်အဲ့ပုံစံမျိုးနည်းနည်းလေးပြောမပြောဘဲနဲ့ तू ကနောက် topic တစ်ခုကိုတန်းခုန်ကူသွားတော့ဒီစာကြောင်းနဲ့ဒီစာကြောင်းမှာ gap ကြီးဖြစ်ကျန်နေခဲ့တာရတော့အဲ့တော့အဖြစ်ရနံပါတ်ဒီနေရာမှာလာမှာနော်အဲ့တော့ခုနရုံတို့ပြောရင်းနဲ့တတိထားမိသွားတာဒီနားလေးမှာသူဘယ်လိုပြောထားလဲဆိုတော့ဂျန်ရှင်းရောက်ခဲ့ကတော့တဲ့များသောအားဖြင့်ဒီမှာသူပြောထားတယ်နော်ဒီဦးထဲမှာတိချအာယုံကြောစနစ်ကိုထားတယ်အဲ့ဒီဦးလန်းเจ้าရဲ့အာယုံကြောစနစ်ကများသောအားဖြင့်ကတော့sorry အများသောအားဖြင့်ပေါ့အဓိကအားဖြင့်ကတော့ဦးအတွင်းမှာရှိတဲ့ကြွက်သားတွေရဲ့လှုပ်ရှားမှုရဲ့အစာချေတွေကိုထိမ့်ညှိပေးတဲ့အားပေးတဲ့အလုပ်ကိုလုပ်တယ်ဆိုပြီးတော့မှသူဒီဦးလန်းเจ้าအာယုံကြောစနစ်ကဘာလုပ်တယ်ဆိုတာပြန်ရှင်းပြထားတယ်နော်ဒီဟာအဲ့လိုအားပေးတဲ့စနစ်ကိုမြင်မြင်အရှိန်မြင့်အောင်လုပ်ပေးတယ်တစ်ဖက်မှာလည်းအဲ့ဒီဦးလန်းချောင်းကဒီဦးလန်းချောင်းအာယုံကျော်စနစ်ကဦးလန်းချောင်းမှာပဲပါဝင်ပတ်သက်နေတာမဟုတ်ဘူးဒီလိုပုံစံမျိုးလေးနဲ့လာတော့ရုံမြင့်အပြန်ဆက်မှုရှိသွားတယ်အပြန်နာမှာရှိလိမ့်မယ်အဲ့ဒီအပြန်နံပါတ်2ဖြစ်လိမ့်မယ်ဟုတ်ပြီနော်ဆက်ဖက်ကြည့်လိုက်ပါရတော့တကယ်လို့များရုံလို့မသိဘူးဆိုရင်လေဒီအနောက်စာကြောင်းနဲ့ဆက်မှုရှိနေလားဆက်ဖက်ကြည့်လိုက်နော်과학자သိပ္ပံပညာရှင်တွေကတော့တဲ့장신경계와 뇌가 서로 소통하고 있어서 장신경계လို့ခေါ်တဲ့ဒီဦးလန်းကြောင့်အာယုံကြောစနစ်နဲ့အုံနောက်ကချင်းချင်းဆက်သွယ်နေတဲ့အတွက်ကြောင့်မလို့ဆက်နွယ်နေတဲ့အတွက်ကြောင့်မလို့တဲ့장의 문제가 뒤에 장의 문제ဆိုတော့ဦးလန်းကြောင့်ထဲမှာရှိတဲ့ပြဿနာတစ်ခုခုက심리적 변화와 ဒီစိတ်ခံစားချက်ပြောင်းလဲတဲ့နေရာမှာလာပြီးတော့မှ영향을 줄 수 있다고 말한다အကျိုးတရားဖို့ပေးနိုင်တယ်လို့ပြောတယ်ဆက်မှုရှိလားဆက်မှုရှိတာပေါ့ရဲ့အရှိစာကြောင့်သူဘယ်လိုပြောထားလဲဦးလန်းကျောင်းအာယုံကျော်စနစ်ကဦးလန်းကျောင်းထဲမှာပဲပါဝင်ပတ်သက်နေတာမဟုတ်ဘူးအနောက်စာကြောင်းကဘယ်လိုပြောထားလဲဦးလန်းကျောင်းအာယုံကျော်စနစ်ကအုံနောက်နဲ့သွားဆက်နေပြီးတော့ဦးမှာပြဿနာဖြစ်တယ်ဆိုရင်လူတွေရဲ့စိတ်ခံစားချက်မှာလည်းသွားပြီးတော့မှအကျိုးတရားမှုစိတ်အပြောင်းလဲမှာလည်းသွားပြီးအကျိုးတရားမှုဖြစ်စေတယ်လို့သူပြောထားတာဆက်မှုရှိနေတယ်အဲ့ဒါကြောင့်မလို့ဒီနေရာမှာရွေးလို့မရ